party အတွက်ဘာဖြစ်စင်ခဲ့လဲမသိဘူးဟုတ် ကဲဒီနေ့ step party အတွက်ကိုပေါ့နော် step party မတိုင်ခင်လေးကကပြဖြုတ်ပြဖို့အတွက် performance အတွက်လေ့ကျင့်ပြီးတော့ကြွတည်ပြည့်ထားပါတယ်ရှင်ဟုတ်ကဲ့ပါ ဒီမှာအလုံးနှစ်ပြီးသွားပြီဒီနေရာမှာဆရာတို့ enjoy မယ်လာမယ့်နှစ်အတွက်အားပြန်ဖြည့်မယ် Let us remember One book, one student, one teachers can change the world. Thank you very much. အားလုံးကျေးဇူးတင်ပါတယ် ဒီလိုမျိုးပွဲလေးလုပ်ပေးရပေါ်ပေါ့နော်ချက်အနေနဲ့အနိုင်စီကိုဘာပြောချင်လဲမသိဘူး ဒီဝန်ထမ်းတွေစိတ် relax ဖြစ်တာပေါ့နော်ဒီလိုပွဲမျိုးစီစဉ်ပြီးတော့ဆောင်းပွဲတွေဖိနေရတယ် stress တွေအားလုံးအကုန်ဖယ်ရှားပြီးတော့ပေါ့နော်ဆိုတော့ဝမ်းသာမိပါတယ်လို့ ဟုတ်ကဲ့ဒီနေ့ဘယ်လိုမျိုးခံစားနေရလဲမသိဘူးဟုတ် အခုနေတော့စိတ်လုံရှာနေပါတယ်ပျော်တယ်ပျော်ပါတယ်ရှင်ဟုတ် ဟုတ်တယ်အရင်စိတ်လှုပ်ရှားရရင်ပျော်နေပါတယ်ရှင် ကျေးဇူးပါရှင့် ကျေးဇူးပါရှင် ကျေးဇူးတင်ပါတယ်ဟုတ်